အားလုံးပဲမင်္ဂလာပါရှင်တငယ်ချင်းနဲ့ညအတူတူအိပ်ပြီးွားတော့လေးတို့မနေ့ပြန်ကြတော့ခီးဆက်စစ်ပါတယ်တငယ်ချင်းနဲ့တူတူသွားကြအောင်အခုကတော့လေးကရွှေပလီမှာရောက်နေတယ်ပေါ့နော်ပလီပါစားမယ်စဉ်းစားနေပါလေပလီကတော့view လေးကိုပြမှာဖြစ်ပါတယ်နော်လေးကိုရွေးချယ်လိုက်တယ်ပေါ့ဒီလိုဒီလောကဒီကလေးတွေမှာဆိုင်ပါတယ်ပြီးတော့ဒီမှာကလောမှာလေးဆိုရင်လည်းဆုံးလာတယ်ပေါ့ဒီဘယ်နားလေးရလာဖြစ်ပါတယ်ကလေးငယ်ကြီးကတော့ပဲပေါက်စီလေးစားပါရရှင်ဆိုတော့ကလေးတို့ကားကြသေးပါတယ်အဘရကတာဘရန်နဲ့ပေါ့နော်နောက်ပြီးကြကလေး installation တွေကိုတီးလိုက်ပါနောက်ပြီးကြကလေးကကတ်ထက်ကအောင်ပါဖြစ်ပါတယ်ရလေဟိုက်ပါမှာကလေးတို့ကထက်ကလို့အပိတာပါတယ်ပင်းတရဘက်ကိုဆက်သွားပါမယ်အဲ့ဒီမှာပါရှိလဲအော်လေးနဲ့တူတူတကယ်ချင်းနဲ့လိုက်ကြည့်လိုက်မယ်အပေါ်အစားလေးတွေကလည်းကိုကလေးရေးထားတာပေါ့နော်တွိုင်းမှာလို့လဲမှာအဲ့ဒါလေးနည်းလေးခဲ့ပါတယ်ခုနှစ်ယောက်ကလည်းထက်ကဟိုမှာလည်းအသေးတန်ကပဲပြရတော့စာနေစော့နေပါ ဘာလို့ဝယ်ပါတယ်ကိုမျိုးကိုလို့ဝယ်ပါတယ်ကိုမျိုးမပါဘူးချီလာပါပါတယ်တအနောက်ကထားလာခဲ့နိုင်ကိုနိုင်ပြန်ရိုက်ကြည့်လိုက်ပါဦးပြချစ်ပြန်ရိုက်ပြီအဲ့ဒါပါပါတယ်တဟာနိုင်နေမှာလေတော့မယ်တပိလာတပူရိုက်ရအောင်ဒီရရှိပါဖြစ်နေဘယ်နိုင်ရဒီ你搞不老的干嘛了？哎，搞丢了啦？啊？ကတော့ကနန်းမနေ့ပြန်ကြကနန်းကြရေဟိုကနန်းကြရေပြအဲသွားမယ်လို့လည်းပြန်ကြတည်ပါပဲအားလုံးကိုချစ်ပါတယ်နော်